ကွာအဖုံးလေးလား29,999ချက်ပေါ့ဟေး3000မဟုတ်ဘူးလား3000မဟုတ်ဘူးကြီးတစ်ချက်ရော့တယ်တစ်ချက်ကြီးများတော့ရော့တယ်29,999ချက်မှန်ခေါ်လို့တော့ကောင်းတာအေးငါလည်းဒီလောက်ပဲပါတာဆိုတော့ဒါပဲယူလိုက်မယ်ဦးကြီးကိုစထည့်ပေးလိုက်ကွာဟော3000အကုန်ပဲဦးကြီးလဲပြန်ငါကြောက်ချီချင်းများရတော့မှဦးကြီးလဲရပြီပေါ့ရယူဦးကြီးစမ်းခေါ်ကြည့်လိုက်ဦးမှာကွာအေးဝင်လာဟယ်လိုအေးမတမ်းမိတ်လားအေးဖုန်းရခဲ့ပြီဟာသေးလားဟော29,999ချက်ဟာအေးရောက်မတွေ့မယ်နော်အေးဒါပဲဦးကြီးဘာများလို့သေးလို့လဲမသိဘာမလို့ဟုတ်ကွာအဲ့ဒါဦးကြီးဘာစောင့်နေဟာအန်းဆောင်နေရလေကွာဦးကြီးကျွန်တော်အန်းနေရမလို့တော့ဘူးဗျာဟာဟေးအောင်မင်းတို့ဖုန်းကဘယ်လောက်တုံးကွာ29,999ချက်ငါသိလိုက်တာဘယ်လောက်တုံး3000အေးလေမင်းတို့ကတစ်ချက်အောင်မှလေကွာဦးကြီးကလည်းငါနောက်နေတယ်ဒီခေတ်ကြီးထဲမှာတစ်ချက်ဆိုရပါတာဘယ်သူက3သေးလို့တော့အဲ့ဒါမင်းတို့29,999ချက်မရောင်းနဲ့လေကွာမင်းတို့3000ရောင်းပါလားကွာကျွန်တော်ကလည်းကုမ္ပဏီကချပေးရဲ့ဈေးနဲ့ပဲရောင်းပေးရတာဟာမရောက်ရမင်းငါတစ်ချက်အောင်မှရမင်းနဲ့စကားပြောတာသိမပြုံးမင်းတို့ဆိုင်မန်နေဂျာခွဲခိုင်းရဆရာခဏတော့လာခဲ့ပြီတော့ဟာကောင်းလို့ဟာလာပြီကြီးနေခဲ့ဦးကြီးဟာဘာများလိုရလို့လဲဘာကူညီပေးရမလဲဟဲ့အောင်မင်းတို့ဖုန်းကဘယ်လောက်တုံးကျွန်တော်တို့ဖုန်းက29,999ချက်ငါပေးလိုက်တာ3000လေဟုတ်ကဲ့မင်းတို့ငါတစ်ချက်အောင်ဦးကြီးကနောက်ပါနဲ့ဒီခေတ်မှာတစ်ချက်ဘယ်လိုလုပ်ရှိတော့မှာဘယ်သူတွေသုံးလို့တော့ဟာမရှိမင်းတို့အဲ့လိုမရောင်းနဲ့လေကွာမင်းတို့ငါတစ်ချက်အောင်မှရအပြည့်လို့လိုက်လောအစင်ပြောင်းလုပ်ပေးမယ်အေး100အန်းလိုက်မယ်ဟဲ့ငါလိုချင်တာ100မဟုတ်ငါလိုချင်တာတစ်ချက်ပဲအန်းဒီလိုလုပ်ရဦးကြီးကလည်းဟို1000အန်းလိုက်မယ်ဗျာဟဲ့1000လည်းမလိုချင်ဘူးငါတစ်ချက်ပဲလိုချင်တယ်တစ်ချက်ရအောင်အန်းမယ်ဒီတစ်ချက်ရမှာပေါ့ဟုတ်တယ်တစ်ချက်ရမှာလေသွား100တန်တွေကယူသွားဟုတ်ရှိရ900တန်မှာနှုတ်သွားလေ900တိုင်းမရရတဲ့ဆိုင်မှာလဲခဲ့ကွာရတဲ့နေရာလဲခဲ့ဟုတ်ကြဟုတ်ဟောတစ်ချက်ရဖို့အရေးကြီးတယ်ခဏလေးစောင့်အောင်နော်အားလုံးအစင်ပြောင်းကျွန်တော်လုပ်ပေးပါမယ်နော်ရတယ်ကုန်းဝိုင်းကိုစောင့်မယ်ကွာဟုတ်ကဲ့ခဏလေးစောင့်ရအောင်ကြီးကျေးဇူးပဲနော်ကိုကျွန်တော်100ဘူးလားအေးဘာစိမ့်နေလို့ပြောကျွန်တော်ကိုယ်ဝယ်မလို့မဟုတ်ဘူးဗျဟာကိုရနိုင်လာပြီကိုဝယ်မလို့မဟုတ်ဘူးဘာလို့ကျွန်တော်ပတ်စံလေးနှုတ်လဲခြင်းလို့ပတ်စံလေးလဲခြင်းမင်းဘယ်လောက်တန်လဲမှာဟောဒီကျွန်တော်တစ်ချက်တန်လေးလို့ဟဲ့ငါလာစားနေတာဟာလာမဟုတ်ပါဘူးကျွန်တော်တစ်ချက်တန်တကယ်အရေးကြီးလို့ကနေလို့ပါဟာတော့ကို100ကို90ရောင်းနေတာမင်းကတစ်ချက်တန်ဆိုငါ့ကိုတစ်ချက်တန်ရောင်းနေ900တိုင်ရမှာပါဖြတ်ရဲလဲလို့ဂိမ်ကနေမရောင်းဘူးဘာကောင်ကောင်းစီယူလာပြီတစ်ချက်တန်ကုန်ရောင်းနေဆိုင်မှာတာလူရာလူနိုင်နဲ့တန်းနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါလေရာဘေးအန္တရာယ်ကင်းပါလေငါကြီးလူမလို့လားလူမလို့မဟုတ်ဗျလူမလို့မင်းငါပဒံလူမလို့လားဟာကျွန်တော်ခေါင်းသားပတ်စံကျွန်တော်လူเสียလားဗျတော်တော့မရောင်းလေကွာမင်းတို့ကောင်ကခေါင်းသားပဒံလူရင်လူလက်ကောင်လေမပါဘူးမလို့မင်းကဘာလို့မတော့ကျွန်တော်100ဘူးလောက်နှုတ်လေးလဲခြင်း100ဘူး900နဲ့မဟုတ်ဘူးဗျဝိုင်းဘာလို့ကမင်းကျွန်တော်တစ်ချက်တန်နေလို့တစ်ချက်တန်ခေါင်းတော့ခမင်းနေပြီမတစ်ချက်တန်လာပြီးလောက်ခဲ့လာလားကျွန်တော်လည်းချိမယ်ထင်လို့ပါဘာရှိရမှာကွာဒိတ်ပြန်မရှိတာမင်းသိရှိမှလည်းမလို့မလို့လားမလို့ရင်မြစ်ပြတ်ကွာငါမဲခွက်ပြောဒိတ်ပြန်မရှိတာကွာတထောင်းတော့ထင်မင်းသေးပြီးတော့အလုံးလာပြီးခက်သေးတယ်တစ်ချက်တန်ရှိတာလားမင်းကြီးကခက်နေဟာဦးကြီးစင်းလေးဗျာကျွန်တော်အော်လီပြန်လာပြီကြားခဲ့လားဆရာလဲခိုင်းတဲ့တစ်ချက်တန်တော့ဘလို့မှအဆင်မပြေခဲ့ဘူးငါလဲခိုင်းတဲ့ဆိုင်ကမလဲဘူးလားဆရာလဲခိုင်းတဲ့ဘုန်းကလည်းကျွန်တော်သွားလဲခဲ့သေးတယ်ဘရောင်းသားစီတော်မှာသွားလဲခဲ့သေးတယ်ကြားခဲ့လားဘရောင်းသားတော့တစ်ချက်တန်မကင်တော့ဘူးကျွန်တော်တော့ခွန်းနဲ့ခေါက်လို့လုပ်လိုက်တယ်နေတော့နေတယ်ကွာခေါက်လို့လိုက်ရတယ်ငါတို့စိတ်တော်မရှိပါဘူးဗျာတစ်ချက်တန်ဘလို့မဟုတ်လဲမရလို့ပါမရတယ်မင်းငါတစ်ချက်အားရအောင်ဘလို့မဟုတ်လဲမရလို့ပါတောင်းရမှာလေရှစ်ကြီးခိုးပါလေရှစ်ကြီးမခိုးနဲ့ရှစ်ကြီးကငါမဲဖိတ်လည်းမဟုတ်မဲပါလည်းမဟုတ်ဘူးဒီလိုပါလို့